ဒီအတွဲလေးအတွက်ကပြောစရာနည်းနည်းတော့များမယ်နော်အိမ်အောင်ရံဘက်ထဲကဓမ္မတောကအင်းဝရာစာအတွဲသဘောဆောင်ပေမဲ့အမျိုးသားကတနင်္လာဖြစ်နေတဲ့အတွက်အလေလက်အိမ်အောင်ရေးကိန်းကန်းဖြစ်နိုင်ပါတယ်နော်ဂယုပြရမှာကအစွန်းနှစ်ဖက်ရောက်တတ်တဲ့အိမ်အောင်ရေးမျိုးလည်းဖြစ်သွားတတ်ပါတယ်သို့တော့အမျိုးသားကတနင်္လာဖြစ်နေလို့အကောင်းဘက်ရောက်လာနိုင်တယ်တနင်္လာသားဟာအိမ်အောင်အေးချမ်းတာယာမှုအတွက်တော့ချက်ဖြစ်ပါတယ်ဒါကိုကောင်းကောင်းလှုပ်ဆောင်နိုင်မယ်လို့စာမဏီမျှော်လင့်တယ်နှစ်ဦးစလုံးဟာနူးညံ့ပျော်ရွှင်ခြင်းတဲ့သူတွေဖြစ်ကြလို့တယောက်နဲ့တယောက်ချော့ပေါင်းရမယ်အတွဲမျိုးဖြစ်ပါတယ်ကျန်းလို့မရပါဘူးကောင်းကျိုးတွေကနှစ်ယောက်ဝါသနာတူတာလေးတွေရှိတဲ့လို့အတူကြည်နူးရခြင်းအလှပကိုနှစ်သက်ခြင်းတို့ကြောင့်ပတ်ဝန်းကျင်မှာအလွန်ကြည့်ကောင်းတဲ့ဇနီးမောင်နှံဖြစ်ပါလိမ့်မယ်ရုပ်ရည်ချွန်မောတာထက်နှစ်ယောက်စလုံးဟာလူချစ်ခင်စရာဆွဲဆောင်မှုတစ်ခုခုရှိနေတဲ့ခြင်းကြောင့်မျက်နှာပွင့်ခြင်းအများရဲ့စိတ်ဝင်စားမှုကိုခံရတတ်ပါတယ်ဒီအတွဲဟာခရီးသွားလာရင်စီးပွားရှာရတဲ့လုပ်ငန်းတွေမှာအကျိုးပေးအလွန်ကောင်းပါတယ်နော်စိုးကျိုးအချို့ကအိမ်အောင်ရေးခရီးလမ်းမှာရုံထွက်ရခတ်တဲ့ပြဿနာလေးတွေရှိတတ်ပါတယ်စိတ်ကစားခြင်းစိတ်မခိုင်ခြင်းတွေဖြစ်တတ်တဲ့အိမ်အောင်ရေးမှာတတရလူဒါမှမဟုတ်အပြည့်လူကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတတ်ပါတယ်ကိုယ်စိတ်မပါရဲ့ဘာမှမလွယ်ကူတာမို့ဒါကိုအထူးထိန်းချုပ်နိုင်မယ်လို့စာမဏီမျှော်လင့်တယ်ငွေကြီးမမြဲခြင်းရှိတဲ့ဝင်သလောက်ပြန်ထွက်တတ်ပါတယ်အလှပနဲ့အသုံးဆောင်တွေမှာငွေဖြုံးမိတဲ့လို့စူးစောင်းမှုပိုင်းအားနည်းတတ်ပါရှောင်ရမှာကဒီဇနီးမောင်နှံဟာကြာတာပရိနံနဲ့ပတ်သက်သူတွေနဲ့ငွေရေးကြေးမှာပြဿနာတက်လေလို့သတိထားရပါမယ်အယောင်ဆိုရင်အနက်ရောင်ကိုအတက်နိုင်ဆုံးရှောင်ပါဖက်နှက်အဟောင်းအစုပ်တွေကိုစွန့်ပစ်ပေးပါစီးပွားတက်ကံပွင့်စေရန်ဒီရရာလေးတွေမကြခဏလုပ်ပေးပါအိမ်ရဲ့ဖျားเจ้าမှာဂန့်ကော်6ညိုနဲ့နှင်းစီ2ပွင့်ကိုအတူတူထိုးပြီးတော့ကတ်လူပေးပါတနင်္လာနေ့မှာနို့ဒါမှမဟုတ်အချိုရည်ဒါနပြုပြီးတော့တောက်ကြနေ့မှာအမွှေးတိုင်းလှူဒန်းပေးပါမိမိခင်မိုးသို့မဟုတ်ဇနီးကချစ်ခင်စေခြင်းနဲ့အိမ်အောင်အေးချမ်းလို့ရင်ဒီရရာလေးတွေကိုယုံယုံကြည်ကြည်ပြုလုပ်ပေးပါညအိတ်ခန့်ဒီအိမ်ကဖျားเจ้าမှာဖန်အကြည်ခွက်2ခွက်ကိုရေအေးလေးထည့်ပါအောင်တပြေနှစ်ခက်စီနှင်းစီပန်း2ပွင့်စီကိုချွေပြီးတော့ထည့်ပါတစ်ခွက်ကိုခင်မွန်းအတွက်တစ်ခွက်ကိုဇနီးအတွက်ရည်စူးပြီးတော့တစ်သက်လုံးလက်တွဲမပြတ်ပေါင်းသိရပါစေလို့ဆုတောင်းပါနက်နက်လေးရင်အဲ့ဒီရေကိုမျက်နှာတက်တဲ့ရေထဲမှာရောပြီးတော့သုံးဆွဲပေးပါအိတ်ခမ်းထဲမှာပန်းရောင်ဒါမှမဟုတ်အဖြူရောင်ပစ္စည်းလေးတွေထားပေးပါအနက်မပြင်းတဲ့ရေမွှေးအနက်တင်းတင်းလေးကိုအခန်းထဲမှာအမြဲဖြန်းထားဒါကစိတ်ကိုပုံမကြည်ညူးစေပြီးတော့တနင်္လာသားကိုပုံမဆွဲလန်းစေပါတယ်